ကဲနင်တို့ခဏကန်ခိုင်းနေပူပူတော်တော်ငါကန်ရလိုက်ပြီဘာလို့သူ့ကိုပူတော်တော်လို့ခေါ်လဲဆိုတော့တခင်ကပူသူကိုယ်တိုင်ကတော်တော်အဲ့တော့ပူတော်တော် तू ကလူရတာပူတာသူများထက်ပိုရှည်ပြီးသူများထက်ပိုးပါတယ်တော်တော်လေတော်တော်သူများတွေကလူကိုယ်တိုင်ပဲချတာ तू ကတော်တော်ပါခေါ်လာဒီတော်တော်ကငါ့ကိုခေါင်းကြီးစောင်းကြည့်နေငါအိမ်ကလုံးလေးအတိုင်းပဲမသိရင်ငါ့ကိုစော်ကားနေရလို့ခံစားရစတားလိုက်စကင်ဆိုပြီးအထင်သေးလို့တော့မရအောင်တော့ဂျင်းမောင်းမိနဲ့နှစ်ချက်နဲ့ဒါနဲ့ကြောင်ညာလေးတစ်ခုအရင်ဝင်ပါမယ်ဒါနဲ့ထွက်မပြေးနဲ့နော်နင်တို့ကငါကြောင်ညာဝင်မယ်ဆိုထွက်ပြေးမှာဆိုလို့ကြိုပြောထားတာကျေးဇူးပြောချင်တာကတော့ကျွန်တော် YouTube channel လေးကို subscriber လေးနှိပ်ပြီးတော့ကတကြီးနဲ့ဟီယိုလေးတွေကိုဒီဗီဒီယိုကမောင်မှာမငယ်ပေးပါအပြောများဆုံးဟီယိုလေးတွေကိုရွေးပြီးတော့ကိုင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ YouTube နဲ့ TikTok အကောင့်လေးကိုလည်း follow ပေးကြပါအောင်နော်ကျေးဇူးငါအရန်ကျန်းတော့မှာငါအရန်ကျန်းနဲ့ပူတော်လေးနေအောင်ဟာကျန်းလေလို့ပြောနေတာဘလို့ဖြစ်လို့ရှော့သွားတာတော့လို့ဟဲ့မလာပါနဲ့ဟဲ့မင်းကိုယ့်အကိုနေလေကွာဘလို့ဖြစ်လို့တဲတန်နေလိုက်ကန်နေရလဲလို့ဟဲ့အောင်ရေးအုံမခွက်ကိုကြီးလောင် तू ကလှုပ်ချင်တာငါ့ကိုလှုပ်ချင်တာ friend ကိုကြီးကိုလှုပ်မိသွားတာအဲ့ဒါပဲကွာငါတို့ကစိတ်ထားလေးရဖြူစင်တဲ့ခါကျတော့မရှော့ဘူးလေဘိုက်ဘူးတို့ကကာကွယ်ဆောက်ရှောက်ပေးရဲ့ကျေးဇူးမင်းရုံထွက်နေလေအပေါ်ပါပဲကွာမင်းလွတ်မှလည်းမဟုတ်ဘဲနဲ့ဟဲ့အောင်ရေးငါရေခဲချထားရဲ့နေအောင်မှာတဲ့လာတက်နေတာတဲ့ခံမို့ကွာဟဲ့အောင်ဘိုက်ဘူးမင်းလည်းဒီမှာနေငါလည်းဒီမှာနေမဟုတ်မလားနေပြီအုံမခွက်လားနေပြီဆွဲလိုက်တော့မင်းလားကွာဆောင်းငါ့ကိုကန်ချင်တာရော့အုံမခွက်အတွက်ဆိုးဆက်ဟဲ့အောင်မင်းအဲ့လိုနေမင်းအဲ့လိုပဲနေနော်ခြုံထဲမှာပဲနေလာဝင်ရဲ့အမေဝင်ရဲ့တတိယအမေငါမင်းသားကြီးငါတဲ့ဝင်ညာကိုဒီနာပတ်နေနေယူနေရမှာမဟုတ်တာလို့ဟဲ့ဟုတ်တယ်ပါလာပြီရောဘာကွာမပြတ်သွားဘူးလို့လွတ်သွားတယ်ပေါ်လေးမှာတောင်းချမ်းနေတာဘယ်သူတွေလဲကြီးလိုက်တော့အုံမခွက်တွေပဲဖြစ်နေပါတယ်လို့ကျေးဇူးအုံမခွက်တို့ကတော့အုံမခွက်တို့ပြီးသားပါပဲတဲ့ပွဲတစ်ပွဲလုံးမပြီးမချင်းကိုမြေပုံတစ်ခုလုံးပတ်သွားနေတာဘာနာတို့ကတော့ကွာငါတို့ရှိတာမြင်းနေရဲ့တီးတီတောင်မှခွတ်ထွက်ရှင်းရဲ့တက်တီကိုတော့ချီးကျူးရမယ်ငါတို့ဘက်ကလည်းလူဆောင်တက်ဆောင်မဲ့မသိလို့ရှင်ဇက်ပွဲကြီးကျင်းပနေရကြာနေရပဲဟဲ့အောင်နေမင်းတို့ကလည်းအားနေအုံမခွက်လောက်အနိုင်ကျင့်နေရကြတော့တနာလာပြီဟဲ့အောင်နေနောက်မှဖော့ကင်နိုင်ဂူရှင်တို့ကဘယ်တော့မှပေါ်တင်မလာဘူးနောက်ကနေဖော့ကင်နိုင်ပြီးတော့မှလာတာကျေးဇူးကိုတွေဖေတွေမေတွေထင်ထားလို့အောင်ကေထင်ဘလို့ကြီးလေလို့ပြုံနေအဲ့နားမှာဘာလုပ်နေကြတာလဲလို့မင်းတို့ကောင်ကမလွန်လုံးလားအဲ့ဒါရတယ်သူတို့ကခြုံနေပုံပြီးတော့အနိုင်ကျင့်တာငါတို့ကပေါ်တင်တက်ပြီးတော့အနိုင်ကျင့်တာပြုံနေငါတို့ကိုလည်းကြည့်လိုက်အောင်လို့ဟိုကခြုံထဲမှာ2ယောက်လောက်ပဲနေပြီးအနိုင်ကျင့်တာငါတို့က9ယောက်လုံးတက်ပြီးနိုင်ကျင့်တာအဲ့ဒါကြောင့်ပြောတာရှေးလူကြီးတွေကဂျား3ကြားမဝင်နဲ့တဲ့ငါတော့ဂျား3ကြားမကောက်ဂျား5ကြားလောက်ရှိတယ်အေးပေါ်ဂျား3ကြားတော့ဝင်လို့မကောင်းတာဂျား5ကြားဆိုပြန်အောင်ထွက်လို့မရတော့ဖြစ်တင်ပါတယ်လေဟဲ့အောင်နီငါ10ပါးလိုက်အုံမဆိုးလို့မကိုနောက်ကနေပါတယ်ဆိုမှဒါကိုသူနဲ့ကိုမလွတ်ဘူးငါလောအေးစီတက်နေအောင်ဝါဟိုဘက်ကောင်နေကာယလာလုံနေရဟမ်ဘဲကောင်လှုပ်ချင်အောင်ဒီအုံမခွက်တာဒီအုံမခွက်တော့ငါမလှုပ်ချင်အောင်နင်တို့ဘာတာနင်တို့လှုပ်ကြဟဲ့အောင်နီငါရှောတော့မှလှုပ်ကြအောင်အေးမရှောသေးဘူးဟမ်မင်းလားငါလှုပ်ချင်တာမင်းလားဟမ်လွတ်လားအဲ့လိုပြေးလို့လွတ်လားအဲ့ဒါအမေအုံမခွက်ငါသူများမလိုက်ဘူးမင်းကိုပဲလိုက်မှာညီကလေးကရင်နေကဘူးညက်သေးကျွေးဆိုပြီးတော့အဲ့လိုအုံမခွက်ကိုလိုက်လှုပ်ချင်တာကဲအုံမခွက်တို့လည်းအကြောင်းမလားဆိုတာနဲ့ရှော့သွားပါပြီကျေးဇူးဟာဟဲ့အောင်မင်းကလော့တက်မလို့လားငါသွေးမရှိဘူးနေအောင်ငါရဲ့တော်ကိုခေါ်လာအောင်မယ်တော်မင်းလော့ကူပေးလိုက်ပါအောင်ကွာဟဲ့အောင်ရေးငါရှော့တော့မှကြားရကနေလောက်ကြအောင်ပြန်လိုက်လို့ရှင်လေဒီ Ruby နဲ့အဆင်ပြေမှာမဟုတ်ဘူးတော်လော့ကိုက်ငါအဝေးကနေပြင်မယ်နောက်ဆုံးတော့လော့ရသွားပြီကျေးဇူးလည်းတင်ပါတယ်လို့ဟဲ့အောင်နေတက်ငါလာပြီရှိသမျှလင်းတာအကုန်နှိပ်ကွာဟာငါပြောတယ်အဲ့ဂူရှင်ကဖင်နိုင်ဂူရှင်မလို့ဟိုမဲ့ငါတို့တန်ကြီးကအစာပိုင်းတာပါပြီးနောက်ပိုင်းဘာလို့ပြောင်းနေလဲဆိုတာနင်တို့ပဲကြည်ကြလိုက်တော့အခုမှငါသူ့အိုက်တန်ကိုကြည့်မိရမစမန်းအိုက်တန်နေထည့်ထားတာလို့အခုတို့ဆေးကိုတကူးတကလာထိုးပေးလို့ကျေးဇူးတင်ပါတယ်ဗျာဟဲ့အောင်နေတက်လှုပ်ချာအာတာဝါချိုးမယ်လားတာဝါချိုးမယ်မင်းတို့ဒီတက်မှာတာဝါမချိုးလို့ကတော့နောက်နေကူတော့မှာငါလည်းနောက်နေထီမစော့နိုင်ဘူးကျေးဇူးကဲနင်တို့ရဲ့ပူတော်ဇလန်းလေးကတော့ဒီလောက်ပါပဲကျေးဇူး